မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဘေးလက္ခဏာဟောတဲ့ဦးကျော်ဆိုလို့ဖြစ်ပါတယ်ကျွန်တော်အခုဖော်ပြမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတို့လက်ဖွားပြင်းကိုကြည့်ပါမိတ်ဆွေတို့လက်ဖွားပြင်းစီကတလုံးလမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းရဲ့ကြားမှာအဲ့လမ်းကြောင်းတစ်ခုမထိဆက်ပဲကြက်ရှိကတဲ့တဲ့အမှတ်သားရှိပါကဒီအရာကိုကျွန်တော်တို့ကဂမ်ဘီယာလက်ကြက်ချီလို့ခေါ်ပါဗျာနော်ဂမ်ဘီယာကြက်ချီပါရှိတဲ့သူတွေကလောကီပညာတွေသုံးဖို့လောကုတ္တရာပညာတွေမှာစိတ်ပါဝင်စားမှုရှိတတ်ခြင်းနော်နည်းနည်းလောကီပညာလောကုတ္တရာပညာတွေကိုလေးရလက်စားလူတက်ခြင်းနော်တကူရီဖြစ်တတ်တယ်နော်အထီးကျန်တတ်တယ်ဂမ်ဘီယာကြက်ချီပါတဲ့သူတွေအထီးကျန်တယ်တကူရီဖြစ်တတ်တယ်တကူရီသူတို့နားလည်နိုင်ပြီးမဲ့သူနားလည်ပေးနိုင်တဲ့သူနည်းတယ်နော်အိမ်တော်ရေးမှာတာယာမှုနည်းတယ်အဲ့တော့ဆိုပါဂမ်ဘီယာကြက်ချီပါတဲ့သူတွေဟိုအိမ်တော်ဘက်နဲ့လေယာယီခွဲခွာနေထိုင်ရတဲ့အခြေအနေမျိုးလည်းရှိတတ်ပါတယ်ဗျာနော်ကျွန်တော်ဗီဒီယိုလေးဒီမှာနေကိုချို့ပါခုနကကျွန်တော်မိတ်ဆွေများလည်းကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာရှိကြပါစေကောင်းကျိုးတွေပြည့်စုံကြပါစေခင်ဗျာကျွန်တော်ဒီလက်ကနာမြင့်ဆက်သလိုဖုန်းနံပါတ်ကိုတိကျကုန်လို့ရှိသူဆက်သွယ်ရတော့ကျွန်တော်ရဲ့ TikTok အကောင့်မှာစင်ညာမှာစင်ပြီးဆက်သွယ်ရတော့ဒီလက်ကနာမြင့်စုံစမ်းလို့ရပါခင်ဗျာကျွန်တော်ရဲ့ပူလေးနဲ့တက်ပါက like and share ပြုလုပ်ပေးကြပါကျွန်တော်ရဲ့အကောင့်ကိုလည်း follow လုပ်သွားကြပါခင်ဗျာကျွန်တော်ဗီဒီယိုလေးဒီမှာနေကိုချို့ပါပါတယ်ကြည့်ချပြည့်တဲ့သူတဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းလည်းကျေးဇူးပုဂ္ဂိုလ်အထူးလက်တရှိရပါတယ်ခင်ဗျာကျွန်တော်တို့ဗီဒီယိုလက္ခဏာဟောတဲ့ဦးကျော်စိုးလေးပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုလက္ခဏာဟောတဲ့ဦးကျော်စိုးလေးပဲဖြစ်ပါတယ်ကျွန်တော်အခုဖော်ပြမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတို့လက်ဖွားပြင်းကိုကြည့်ပါမိတ်ဆွေတို့လက်ဖွားပြင်းစီကတလုံးလမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းရဲ့ကြားမှာအဲ့လမ်းကြောင်းတစ်ခုမထိဆက်ပဲကြက်ရှိကတဲ့အမှတ်သားရှိပါကဒီအရာကိုကျွန်တော်တို့ကဂမ်ဘီယာလက်ကြက်ချီလို့ခေါ်ပါဗျာနော်ဂမ်ဘီယာကြက်ချီပါရှိတဲ့သူတွေကလောကီပညာတွေသုံးဖို့လောကုတ္တရာပညာတွေမှာစိတ်ပါဝင်စားမှုရှိတတ်ခြင်းနော်နည်းနည်းလောကီပညာလောကုတ္တရာပညာတွေကိုလေးရလက်စားလူတက်ခြင်းနော်တကူရီဖြစ်တတ်တယ်နော်အထီးကျန်တတ်တယ်ဂမ်ဘီယာကြက်ချီပါတဲ့သူတွေအထီးကျန်တယ်တကူရီဖြစ်တတ်တယ်တကူရီသူတို့နားလည်နိုင်ပြီးမဲ့သူနားလည်ပေးနိုင်တဲ့သူနည်းတယ်နော်အိမ်တော်ရေးမှာတာယာမှုနည်းတယ်အဲ့တော့ဆိုပါဂမ်ဘီယာကြက်ချီပါတဲ့သူတွေဟိုအိမ်တော်ဘက်နဲ့လေယာယီခွဲခွာနေထိုင်ရတဲ့အခြေအနေမျိုးလည်းရှိတတ်ပါတယ်ဗျာနော်ကျွန်တော်ဗီဒီယိုလေးဒီမှာနေကိုချို့ပါခုနကကျွန်တော်မိတ်ဆွေများလည်းကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာရှိကြပါစေကောင်းကျိုးတွေပြည့်စုံကြပါ